ကဲမိဘကြီးကိုပေါ့ပါဗျာကျွန်တော်တို့ဒီနေ့ကြားပိုင်းပါကတော့မြန်မာပြည်နဲ့ပတ်သက်တဲ့ဒီနေ့ညပိုင်းဒီပေါ့နော်မြန်မာပြည်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုဒါကျွန်တော်တို့ဒါပြောတော့မှာဖြစ်ပါတယ်နော်အဲ့တော့မြန်မာနိုင်ငံမှာဘာတွေဖြစ်ပျက်နေတယ်လဲဘယ်အခြေအနေတွေဖြစ်ပျက်နေတယ်လဲဒါကချင်ပြည်နယ်မှာဘာတွေဖြစ်နေတယ်လဲရှမ်းပြည်နယ်မှာရောဘာတွေဖြစ်နေတယ်လဲကရင်ပြည်နယ်မှာဒါကျွန်တော်တို့တော့တနင်္လာရီတိုင်းတို့နော်နောက်မြန်မာပြည်ရဲ့အလယ်ပိုင်းမှာဘာတွေဖြစ်ပျက်နေတယ်လဲရခိုင်ပြည်ဘက်မှာပေါ့နောက်ချင်းပြည်နယ်ဘက်မှာပေါ့ဒါတွေကိုအားလုံးကျွန်တော်တို့ပြည်သူလူထုအားလုံးအသိကျွမ်းမှုအတွက်လိုအပ်ပါတယ်နော်အဲ့တော့ဒီနေ့မြန်မာပြည်မှာကစီရေးအနေနဲ့ကတော့အရှိန်အဟုန်အပြင်းအထန်ဆုံးသောအချိန်လို့လည်းဒါကျွန်တော်တို့ပြောလို့ရပါတယ်လို့နော်ဒါတော်တော်များများတိုင်းနယ်ပြည်နယ်14ခုမှာတိုက်ပွဲတွေဟာဆိုလို့ရှိရင်တော့ပြင်းထန်နေရှိနေပါတယ်ပြင်းထန်လည်းရှိနေတဲ့အခါမှာအကြမ်းဖက်စစ်ကောင်စီဘက်ကနေပြီးတော့သူကအကြမ်းဖက်စစ်ကောင်စီရဲ့အဓိကသူ့ရဲ့အဓိကပေါ့နော်သူ့ရဲ့ပုံစံကဘယ်လိုတွေဖြစ်နေလဲဆိုတော့နေဆက်ရေးရာတွေကပိတ်ကုန်နေဆက်ရေးရာပိတ်ကုန်ပြီတနင်္လာရီတိုင်းကလည်းအကြမ်းဖက်စစ်ကောင်စီကိုလက်ခံလားဆိုတော့လေတနင်္လာရီတိုင်းကလည်းအကြမ်းဖက်စစ်ကောင်စီကိုလက်မခံအဲ့တော့ကရင်ပြည်နယ်ကရောအကြမ်းဖက်စစ်ကောင်စီကိုလက်ခံသလားလို့ဒါကျွန်တော်တို့မေးခွန်းပြန်မေးစရာရှိတယ်ကရင်ပြည်နယ်ကအကြမ်းဖက်စစ်ကောင်စီကိုလက်ခံသလားလို့မေးလို့ရှိရင်လေကရင်ပြည်နယ်ကလည်းအကြမ်းဖက်စစ်ကောင်စီကိုလက်မခံအဲ့တော့ okay အဲ့ဆိုလို့ရှိရင်လည်းရှမ်းပြည်နယ်ပေါ့ရှမ်းပြည်နယ်ဘက်ကရောအကြမ်းဖက်စစ်ကောင်စီကိုလက်ခံသလားတောင်ပိုင်းရောမြောက်ပိုင်းရောကျွန်တော်တို့မေးကြည့်မယ်ဆိုအဲ့ဒါလည်းအပြည့်အဝဘယ်သူမှလက်ခံမှာမဟုတ်နော်နောက်ပြီးတော့မှကချင်ပြည်နယ်ဘက်ကောဒါအကြမ်းဖက်စစ်ကောင်စီကိုလက်ခံသလားနော်လက်မခံဘူးအချင်းပြည်နယ်ပူဆိုးရခိုင်ပြည်နယ်ပူဆိုးနော်အဲ့ဒါမျိုးအခုဒါ AR တိုင်းရဲ့နေဆက်ဒီတချို့မှတော့မှဒါတိုက်ပွဲတွေကတောက်ချောက်ဒါဆိုသလိုဒါပြင်းထန်လည်းရှိပါတယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်ပြတယ်အဲ့တော့ဆောနာတော့ဟာကျွန်တော်တို့ပြောခဲ့တဲ့စကားလေးထဲမှာကျွန်တော်တို့ပါတဲ့အရာလေးကိုပြန်တော့မှကောင်းလို့ပြပါမယ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီအနေနဲ့နေဆက်ရေးရတောက်ချောက်မှာသူကထွက်ပေါက်တွေပိတ်နေတယ်အဲ့တော့ဒီနေဆက်ကိစ္စတွေတော်တော်များများကိုဒါခင်ညွန့်ရဲ့လက်ထွက်တွေတော်တော်များများနေဆက်တွေမှာရှိပါတယ်เนาะကချင်ပြည်နယ်နေဆက်တို့နောက်ပြီးတော့မှဒီရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းနေဆက်တို့เนาะနောက်ပြီးတော့မှဒီချင်းပြည်နယ်နေဆက်တို့เนาะရခိုင်ပြည်နယ်နေဆက်เนาะတော်တော်များများတနင်္လာရီတိုင်းနေဆက်ဒေသကရင်ပြည်နယ်နေဆက်ဒေသတော်တော်များများမှာခင်ညွန့်ရဲ့တပည့်ရှိနော်စအဲ့ဒါတွေကသူတို့နှစ်ပေါင်းများစွာသူတို့အလုပ်လုပ်ခဲ့တဲ့အရာတွေပေါ့အဲ့တော့ကျွန်တော်ဒီ live ကိုရှင်းပြတဲ့အခါမှာကိုမြန်မာပြည်ရဲ့နေဆက်ရေးရာအကြောင်းအရာတွေကိုနားလည်ရမယ်အဲ့ဒါမျိုးအဲ့တော့အကြမ်းဖက်စစ်ကောင်စီကရေးပြင်းအနေအထားအနေနဲ့စစ်ရေးအနေနဲ့သူအနေနဲ့ဆိုလို့ရှင်သူကချင်လဲသူမနိုင်ရှမ်းပြည်နယ်လဲသူမနိုင်ကရင်ပြည်နယ်လဲသူမနိုင်နော်မြေပြင်အနေအထားမှာဒါကျွန်တော်ပြောပြတာနော်နေလားငါလားဆွဲကြတာတွေဒါကျွန်တော်သုံးသက်ကြည့်တဲ့အခါမှာနောက်ဒီဘိတ်တဝယ်တို့ဘက်မှာလည်းသူတို့မနိုင်နော်တော်တော်များများမနိုင်မြေပြင်အနေအထားမှာကြည့်ပဲဆိုနိုင်စရာဘာအကြောင်းမှမရှိဘူးအဲ့တော့သူတို့တွေကဘာလုပ်လဲဆိုတဲ့အခါကျတော့လေချောင်းကိုသူတို့သုံးပါတယ်နော်လေချောင်းကိုသူတို့သုံးတယ်လေချောင်းသုံးတဲ့အခါမှာလည်းဒီဗျာ9နှစ်တိတိရှိလာပြီပြည်ရင်းပြဿနာကိုဖြေရှင်းတာ9နှစ်လုံးလေချောင်းသုံးတယ်ဆိုတာဒါအရှက်မရှိလို့သုံးတာလေနော်9နှစ်တိတိရှိနေပြီလေချောင်းကိုသူတို့သုံးလာတာအရှက်မရှိသူတို့သုံးလာတာဗာလဲ9နှစ်တိတိရှိလာပြီနော်ရွာတွေကိုသူတို့လေချောင်းနေပေါင်9ဘုံနဲ့ချတယ်အဲ့ဒါကသူရဲကောင်းနေအလုံးမဟုတ်ဘူးလေချောင်းသုံးတယ်နော်လေချောင်းသုံးတာကသူတို့ကတော့လက်ရုံးရည်သူရဲကောင်းဆိုပြီးတော့သူတို့တွေကတော့တင်စားကြတာတကယ်တော့အဲ့သူတို့လေချောင်းသုံးတယ်ပေါင်9ဘုံချတဲ့အရာတွေကအဲ့ဒါသူရဲကောင်းနေအလုံးမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောပြချင်တာတကွမြေပြင်အနေအထားအနေနဲ့ခင်ဗျားတို့ဖြည့်ရှင်းတယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ကရင်ပြည်နယ်နဲ့ခင်ဗျားတို့လက်ဝိတ်ထိုးကြည့်လိုက်ပါလားတနင်္လာရီတိုင်းနဲ့ခင်ဗျားတို့လက်ဝိတ်ထိုးကြည့်လိုက်ပါလားနော်ကချင်ပြည်နယ်နဲ့ခင်ဗျားတို့လက်ဝိတ်ထိုးကြည့်လိုက်ပါလားနော်လက်ဝိတ်ထိုးကြည့်လိုက်နော်ခင်ဗျားတို့မနိုင်စေရအောင်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့မြေပြင်အနေအထားကျွန်တော်ကြည့်မယ်ဆိုလူငယ်တွေမျိုးဆက်သစ်တွေအားလုံးကတော်တော်များများမြေပြင်အနေအထားမှာဒါတော်တော်များများကဒါနေရာယူစိုးမိုးနိုင်စွမ်းရှိတော့အရာတစ်ခုဖြစ်တယ်အဲ့ဒါနဲ့သူတို့တွေကနေတော့မှလေချောင်းကနေသူတို့တောင်းတယ်အဲ့တော့လေချောင်းကနေတုံးတဲ့အခါကျတော့အဲ့လေချောင်းကနေသူတို့တုံးနေတဲ့အခြေအတွင်းမှာအခုဘာထပ်လောက်လာလဲဆိုတော့သူတို့စိုက်ဝါးတွေတုံးလာတယ်ပေါ့အဲ့စိုက်ဝါးဘယ်သူစိုက်ဝါးလဲဆိုတော့ခင်ညွတ်တုံးခဲ့တဲ့စိုက်ဝါးနော်ခင်ညွတ်တုံးခဲ့တဲ့စိုက်ဝါးတွေသူတို့ပြန်တုံးတယ်အဲ့ဒါဘာလဲဆိုတော့ဘာသာရေးမှိုင်းသူတို့ပြန်တုံးတယ်
အခုဒါကရင်ပြည်နယ်မှာဆိုလို့ရှိရင်ကရင်ပြည်နယ်မှာကရင်လူအဖွဲ့အစည်းတွေပြန်လဲပြီးတော့မှစီလုံးသွားမှာသူတို့အရန်ကြောက်ကရင်ပြည်နယ်မှာရှိနေတဲ့အဖွဲ့အစည်းတွေနော် KNU တို့ KTLA တို့နော် KNLA တို့ DAPA တို့ BGF တို့အကုန်လုံးကတစုတစည်းတည်းပြန်ဖြစ်သွားမှာဟုတ်သူတို့ကလန့်တဲ့အခါကျတော့ကရင်ပြည်နယ်မှာသူတို့တွေကဟိုလူကိုမြောက်ပေးလိုက်ဒီလူကိုမြောက်ပေးလိုက်အဲ့လိုမျိုးအနေနဲ့သူတို့လှုပ်လာတာဟုတ်ဒါကျွန်တော်တို့တွေ့ရတယ်နော်လက်ရှိအနေထားကိုဒါကျွန်တော်တို့တွေ့ရတယ်ပြီးလိုက်ပြောသူတို့အနေနဲ့ဘာထပ်လောက်ကြလဲဆိုတော့ရှင်ဒီမျိုးဆက်သစ်တွေဒီ generation series ရဲ့လက်ထက်မှာခင်ညွန့်တော့အတွေးခေါ်သူတို့ထည့်ရေးလာတာကိုတွေ့ရတယ်အဲ့ဒါပါလဲဆိုရှင်ဘာသာရေးမှိုင်းကျွန်တော်ကຫນွေဦးတော်လိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့လူငယ်တွေမျိုးဆက်သစ်တွေကဘာသာရေးကိုချိပြီးတော့မှတော်လိုင်းလုပ်နေတာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုပေါ်မှာဒီမတရားမှုကိုလောက်တာကိုမြင်လို့လူငယ်တွေအားလုံးကနော်နောက်ဆုံးသူတို့ဒီအကြမ်းဖက်စစ်ကောင်စီကပြည်သူလူထုကိုအသက်အန္တရာယ်ထိအောင်ကိုချင်းချောင်းလာတာတွေလုပ်တယ်လို့ကိုတိလက်ရောက်စော်ကားလာတွေလုပ်တဲ့အတွက်ကြောင့်လူငယ်တွေမျိုးဆက်သစ်တွေကကဲစီရေးပညာတွေသင်မယ်နော်ပြီးတော့တကယ်ပဲပြည်သူလူထုကာကွယ်မယ်ဆိုတော့မှတိုင်းသားဒေသတွေကိုခီးတွေထွက်ကြတယ်တိုင်းသားတွေရဲ့လက်အောက်မှာစီရေးပညာတွေကိုသင်ကြားကြပြီးတော့မှအကုန်လုံးကနောက်ဆုံးမှာပြည်သူ့ကာကွယ်ရေးတိုင်းတပ်ဖွဲ့တွေလည်းပေါ်လာသလို local PDF တွေလည်းအများကြီးပဲပေါ်လာကြတယ်အဲ့တော့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီမျိုးဒေါ်လာကြီး EUS တွေနဲ့ပြည်သူ့ကာကွယ်ရေးတိုင်းတပ်ဖွဲ့နဲ့ local PDF တွေနဲ့သွားနေတဲ့အခါမှာ CC လုံးလုံးနဲ့အနေထားဖြစ်သွားပြီအဲ့တော့အကြမ်းဖက်စစ်ကောင်စီကအချိန်ကာလကလည်းကြာလာပြီသူတို့ကလည်းနိုင်ငံတကာဆန်ရှင်တွေခံထားရတာဗျာသူတို့အမေရိကကလည်းသူတို့ဆန်ရှင်ထုတ်ထားတာရှိတယ်နောက်နိုင်ငံတကာလည်းဆန်ရှင်ထုတ်ထားတာရှိတယ်အရှေ့တောင်အာရှမှာရှိနေတဲ့အာဆီယံတစ်ခုတည်းသာလင်အကြမ်းဖက်စစ်ကောင်စီနဲ့နော်တချို့တော့အပိုင်းတွေမှာပတ်သက်အကြောင်းတွေအရှုပ်ရှင်းနေရှိနေလို့သူတို့တွေကအဲ့ဒီအရှုပ်ထုတ်တွေကိုမဖြေရှင်းနိုင်သေးတဲ့အချိန်ကာလလို့ပဲဒါကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒါနဲ့နောက်ဆုံးကျတော့သူတို့ဘာလုပ်လာလဲဆိုတဲ့အခါကျတော့ကရင်ပြည်နယ်မှာအခုဆိုလို့ရှိရင်ဘာသာရေးမှိုင်းသူတို့ထည့်လာတယ်နော်ဘာသာရေးမှိုင်းထည့်လာတယ်အမျိုးဘာသာရေးမှိုင်းနေထည့်လာတဲ့အခုချိန်မှာသိတဲ့အတိုင်းပဲလူငယ်တွေက4နှစ်ကျော်5နှစ်လောက်သိရမလားတော်လိုင်းရဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးသူတို့လူငယ်တွေရဲ့စိတ်တွေကိုသူတို့ကစကင်ဖတ်ပြီးတော့မှသူတို့မှိုင်းနေလိုက်ထည့်လာတယ်ဒါပေမဲ့ကျွန်တော်တို့က theory မပြောက်ပါစေနဲ့เนาะ theory မပြောက်ပါစေနဲ့ဆိုတဲ့အခါကျတော့လူဦးဒေါ်လာရေးကိုတိုင်းရင်းသားကာကွယ်ရေး EUS လက်အောက်ကနေသွားရင်သွားမသွားလို့ရှိရင်ပြည်သူ့ကာကွယ်ရေးတိုင်းတပ်ဖွဲ့တွေနဲ့လက်တွဲပြီးတော့မှအလုပ်လုပ်ဒါပဲเนาะအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တို့ကလှုပ်ထားပြီးသားအခုသူတို့တွေကဖြူခွဲလို့လုံးဝမရလာတော့တဲ့အနေအထားကိုဖြစ်လာတဲ့အခါကျတော့ဘာသာရေးမှိုင်းသူတို့ထည့်လာတယ်ဘာသာရေးမှိုင်းထည့်လာတယ်လူမျိုးရေးမှိုင်းတွေထည့်လာเนาะလူမျိုးရေးမှိုင်းတွေထည့်လာအဲ့တော့ကျွန်တော်တို့ရဲ့အားလုံးကအဲ့ဒီအရာကိုနေဆက်ရေးရမှာအရန်တတိထားရကျွန်တော်တို့တွေကဒီအချိန်ခါမှာကျွန်တော်တို့ကပြည်သူလူထုအတွက်အမှန်တရားပေါ်ဖို့အရေးကြီးတယ်အမှန်တရားပေါ်ပြီးဟေးဆိုလို့ရှိရင်အဲ့ဒီပြည်နယ်ဒီသူ့ဟာနဲ့သူဒါကရင်ပြည်နယ်ဆိုလို့ရှိရင်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှတော့နဲ့သူကရင်မျိုးတွေနဲ့ပတ်သက်ပြီးတော့မှရွေးကောက်ပွဲတွေလုပ်သွားတာတွေရှိလိမ့်မယ်ပြည်နယ်အဆင့်ရှမ်းပြည်နယ်ဆိုလို့ရှိရင်လည်းရှမ်းပြည်နယ်နဲ့ပတ်သက်တဲ့ရွေးကောက်ပွဲအဆင့်တွေလုပ်သွားလိမ့်မယ်နောက်ပြီးတော့မှဒီကချင်ပြည်နယ်ဆိုလို့ရှိရင်လည်းကချင်ပြည်နယ်အလျောက်စကိုင်းတိုင်းဆိုလည်းစကိုင်းတိုင်းလောက်သူတို့ရဲ့ပြည်သူလူထုနဲ့ပတ်သက်တဲ့အရာတွေပဲသွားမှာအဲ့တော့ဒီအကြမ်းဖက်စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့ဝါဒမှိုင်းတွေဝင်စရာဘာအကြောင်းမှမရှိဘူးအတွေးတစ်အမြင်တစ်အယူအဆတစ်နော်ကဘာကြီးနဲ့ဘယ်လိုလက်တွဲအလုပ်လုပ်မလဲကဘာဘာနဲ့ဘယ်လိုလက်တွဲအလုပ်လုပ်မလဲကဘာကုတ်သွေးများအတင်းနဲ့ဘယ်လိုလက်တွဲပြီးတော့မှအလုပ်လုပ်မလဲနောက်ကဘာကြီးနဲ့ဘယ်လိုအခြေဆက်နော်တရဝင်အခြေဆက်ဘယ်လိုမျိုးတိုင်ကင်းတမန်ကင်းလမ်းကြောင်းအနေနဲ့ဘယ်လိုလက်တွဲအလုပ်လုပ်မလဲဆိုတော့အရာပေါ်မှာပဲဒါကျွန်တော်တို့တွေကရှေ့လျှောက်ကမူတည်တော့မှာဖြစ်ပါတယ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီတွေဘက်ကဟိုလူကိုတင်မြောက်ပြီးတော့မှနော်သူတို့တွေကနေပြီးတော့မှသူခွဲတာတွေသူတို့တုံးလာမယ်ဒီလူတွေကိုတင်မြောက်ပြီးတော့မှသူခွဲတာတွေတုံးလာမယ်ကျွန်တော်တို့ကလူနောက်ကိုလိုင်းနေတာပေါ့ဘယ်လူကအရေးချင်းရှိတယ်မရှိဘူးဆိုတာပြည်သူလူထုကအသိဆုံးနော်ဘယ်လူကအရေးချင်းရှိတယ်ဘယ်လူကအရေးချင်းမရှိဘူးဘယ်လူကတော့ဟိုပါဒီရပါဆိုတာပြည်သူလူထုကအသိဆုံးနော်ရွေးကောက်ပွဲတော့ရွေးကောက်ပွဲတော့မလာသေးဘူးသူတို့တွေကဒီလူဘာညာပြီးกว่าနဲ့သူတို့ဟိုကလုံနေကြတဲ့အပိုင်းတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ပြောပြချင်တာတစ်ခုကလုံးဆရာရှိတော့ဆက်လုပ်သွားပါတတိတာမှာခင်ညွန့်လောက်ကွက်တီပုံစံတိုင်းလာနေတယ်အခုဆိုတာကရင်ပြည်နယ်မှာတော့များများသိတာတယ်နော်နောက်ပြီးတော့ဒီဟိုဟာဒီတရုတ်ပြည်ထေကိုခင်ညွန့်နဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့ကောင်တွေကလည်းအစည်းအဝေးသွားပြီးအဲ့ဒီနောက်ပိုင်းမှာပဲ
ဒါကျွန်တော်တို့အဲ့ဒီဘက်မှာမြောက်ပိုင်းညီနောင်ကိစ္စတွေမှာလည်းလှုပ်ခတ်သွားတာတွေလည်းရှိတယ်အဲ့တော့အဆဆရကျွန်တော်တို့တွေကအမြင်ကျယ်ဖို့အတွက်ကျွန်တော်တို့တွေကမျက်စိစွန့်နားစွန့်ပြီးတော့မှပြည်သူလူထုကို feedback တွေပြန်ပေးနိုင်ဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်လို့ဒါကျွန်တော်အနေနဲ့အကြံပြုပြတယ်အဲ့တော့ဒီချိန်မှာအားလုံးကသူစီရမယ်ညီညွတ်ရမယ်လုံးစီရရှိတယ်ဆက်လုပ်ရမယ်အကြမ်းမဲ့စစ်ကောင်စီကလူလိမ်လူညာပါเนาะသူဒီ UN ကိုလည်းသူညာထားတယ်ကမ္ဘာယူလည်းသူညာထားတယ်အပြစ်အခက်ရက်စဲရေးလို့ပြောပြီးတော့မှကရင်ပြည်နယ်ကော့ကရိတ်တို့ကျုံလူတို့ဘက်ကိုဒါသူတို့တွေဒီဘုံနေကျဲတယ်သူတို့လောက်စတာတွေရှိတယ်เนาะအဲ့ဒါအပြင်ကိုသူတို့ဒီတနင်္လာတိုင်းဘက်တွေကိုလည်းသူတို့တွေဒီလောက်တယ်လို့နောက်ပြီးတော့ဖျားသုံးစုဘက်မှာလည်းဘုံအလုံး30ဝန်းကျင်လောက်တော့သူတို့ချသွားတယ်လို့လည်းဒါကျွန်တော်သိရတယ်အဲ့တော့ကျွန်တော်တို့တွေအားလုံးကအဲ့ဒါတွေကအားလုံးကဒီလိုမြေပြင်အနေထားသတင်းတွေကိုအချိန်နဲ့တပြေးညီသိဖို့အတွက်လိုအပ်တယ်။ဗမော်ဘက်မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့က KIA ဘက်ကနေဥဆောင်ပြီးတော့မှဒါကျွန်တော်တို့ဗမော်မျိုးသိန်းတိုက်ပွဲတွေလည်းဆင်နွှဲနေတယ်ဆိုတော့လည်းဒါကျွန်တော်တို့ပြောပြပါစေ။အဲ့တော့ရှမ်းပြည်နယ်ဘက်မှာတော့ MMDAA နဲ့ပတ်သက်ပြီး DNL နဲ့ပတ်သက်ပြီးတော့မှတော့အတန်တွေတော့ထွက်နေတယ်။သို့တော့တောင်ခမ်းဘက်မှာတော့တိုက်ပွဲဆက်လက်ပြီးတော့မှရှိစမြဲပဲ။အဲ့တော့ဘက်ပေါင်းစုံကျွန်တော်တို့တွေကတော့မျက်စိဆွင့်နားဆွင့်ထားပါ။နောက်ပြီးတော့မှဒီလက်နက်ကင်ပြီဆိုလို့ရှိရင်ပြည်သူ့အတွက်ပဲကင်ပါเนาะပြည်သူ့အတွက်ကင်ကိုမျိုးကိုရောက်ကိုဒေတာအတွက်ကိုကာကွယ်ဆောင်ရှောက်ဖို့အတွက်ကိုကင်ပါအကြမ်းမဲ့စစ်ကောင်စီနဲ့စီဝါရေးပေါင်းလုပ်ဖို့အတွက်တော့ဘယ်တော့မှလက်နက်မကင်ပါနဲ့เนาะတကူကောင်းစိတ်နဲ့လည်းလက်နက်မကင်ပါနဲ့လို့ဒါကျွန်တော်တို့ကတော့ပြောပြချင်ပါတယ်လက်နက်ကင်လိုက်လို့ရှိရင်လူတွေကစိတ်ကပြောင်းသွားတတ်ကြလို့เนาะအဲ့တော့လက်နက်ကင်တဲ့အခါမှာဒါကျွန်တော်တို့ကအကြံဉာဏ်ပေးချင်တာတခုကကိုယ်စိတ်ကို control လုပ်နိုင်အောင်အရင်ဆုံး mindset တွေကိုအရင်ဆုံးထိမ့်ပါเนาะဒီကိစ္စတွေအားလုံးပြီးလို့ရှိရင်ဒါကျွန်တော်ဒီနေ့ပဲသူငယ်တွေကပြောနေငါတို့လို့เนาะဒီဒေါ်လာရင်းတာပြီးလို့ရှိရင်ငါတို့ကဘာနေရာမှလည်းငါတို့ရမှာလည်းမဟုတ်ဘူးဘာနေရာမှလည်းငါတို့ယူဖို့ရဖို့အတွက်လည်းလုပ်နေရလည်းမဟုတ်ဘူးတိုင်းပြည်အတွက်ပြည်သူလူထုအတွက်เนาะတနိုင်ငံလုံးအတွက်အမှန်တရားပေါ်ပေါက်သွားပြီဟေ့ဆိုလို့ရှိရင်ငါတို့ပျော်ပြီတို့လူငယ်တွေမျိုးဆက်တွေပျော်ပြီအားလုံးကပျော်ပြီဟလားကရင်ပြည်နယ်မှာသူကနဲ့သူဟလားကရင်လူမျိုးနွယ်တွေကစူးစီးနဲ့ရွေးကောက်ပွဲလုပ်နေတဲ့ဟာတွေဘိုးကြီးစသားနဲ့လုပ်နေတဲ့အရာတွေပြီးလို့ရှိရင်ကချင်ပြည်နယ်နဲ့ပတ်သက်တဲ့ရွေးကောက်ပွဲတွေလုပ်နေတဲ့အရာတွေနောက်ရှမ်းပြည်နယ်တောင်ပိုင်းမှာဖြစ်ဖြစ်မြောက်ပိုင်းမှာဖြစ်ဖြစ်ကိုပြည်နယ်လွတ်လပ်ခွင့်တွေနဲ့အတူရွေးကောက်ပွဲလုပ်နေတဲ့အရာတွေချင်းပြည်နယ်ဆိုလို့ရှိရင်ချင်းပြည်နယ်ရဲ့လွတ်လပ်ခွင့်တွေနဲ့အတူရွေးကောက်ပွဲလုပ်နေတဲ့အရာတွေနော်ရခိုင်ပြည်နယ်ဆိုလို့ရှိရင်လည်းရခိုင်ပြည်သူလူထုကလွတ်လပ်နဲ့ရွေးကောက်ပွဲလုပ်နေတဲ့အရာတွေနောက်အလဲပိုင်းဒေသအညာဒေသကလည်းအညာသူအညာသားတို့ရဲ့အခွင့်အရေးတွေအပြည့်အဝရရှိပြီးတော့မှရွေးကောက်ပွဲလုပ်နေတဲ့မြင်ကွင်းတွေကိုမြင်ချင်းတယ်ဒါလောက်ပဲကျန်တဲ့အရာတွေအားလုံးကကျွန်တော်တို့တွေကသက်ဆိုင်ရာပေါ့နော်ပြည်သူလူထုရွေးကောက်တင်မြှောက်တဲ့အစိုးရတွေကနေပြီးတော့မှတဆင့်ခွဲပြီးတော့မှတာဝန်ထမ်းဆောင်သွားကြမယ်အပိုင်းအဲ့တော့တော်လိုင်းလုပ်တယ်ဆိုတာနိုင်ငံရေးလုပ်တယ်ဆိုတာပျော်နေရမယ်စိတ်ချမ်းသာနေရမယ်စိတ်ဖိစီးမှုမရှိရဘူးနော်စိတ်ဖိစီးမှုတွေလည်းမဝင်ရဘူးအဲ့တော့ဘာသာရေးပိုင်းတွေဝင်လာပြီလူမျိုးရေးပိုင်းတွေဝင်လာပြီဆိုရင်အဲ့မှာစိတ်ဖိစီးမှုတွေကဝင်လာတတ်တယ်တတိထားပါအဲ့ဒီຢာလေးတွေကဝင်လာပြီဆိုလို့ရှိရင်ဒါခင်ညွန့်အကွက်တွေဖြစ်တယ်နော်ခင်ညွန့်ဒီလိုမျိုးပုံစံမျိုးတွေနဲ့လုပ်ပြီးတော့မှတွေးခွဲခဲ့တဲ့အတွက်ကြောင့်အဲ့ဒါတွေကိုကျွန်တော်တို့တွေကအထူးတတိထားစေချင်ပါတယ်အဲ့တော့အာနာရှင်နဲ့ပတ်သက်တဲ့အရာတွေဟာအမြင့်ပြတ်ဖို့အတွက်ဒီဒေါ်လာရင်းလုပ်နေတာဖြစ်တယ်အာနာရှင်တွေညီကုန်းချုပ်ဖို့အတွက်ကဒီဒေါ်လာရင်းကိုလုပ်နေတာဖြစ်တယ်အဲ့တော့မြန်မာပြည်မှာအခုဒါကျွန်တော်တို့เนาะဖြစ်ပြနေတနိုင်ငံလုံးအတိုင်းအတာနဲ့ပြောမယ်ဆိုလို့ရှိရင်ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ဒါဗမော်မျိုးသိန်းတိုက်ပွဲတွေရှိနေဒါကိုလည်းဒါကျွန်တော်တို့အားထည့်တာပါစကိုင်းတိုင်းမှာလည်းအကြီးကျယ်ရှားနေတယ်လို့ချင်းပြည်နယ်ဘက်မှာလည်းရှိတယ်လို့နောက်ရခိုင်ပြည်နယ်ဘက်မှာလည်းရှိတယ်เนาะကရင်ပြည်နယ်ဘက်မှာလည်းတိုက်ပွဲကလည်းရှိတယ်ပြင်းထန်တယ်เนาะအဲ့တော့ဒီတနင်္လာရီတိုင်းဘက်မှာလည်းတိုက်ပွဲတွေကလည်းရှိတယ်အဲ့တော့ကျွန်တော်တို့တွေကအားလုံးဘာလို့အောင်မှာလဲဆိုလို့ရှိရင်မျက်စိဆွဲနားဆွဲနောက်အတွေးခေါ်ကတိုင်းသားလေးပေါ်မှာထားတဲ့စိတ်နောက်မြေပြန့်ဒေသပေါ်မှာထားတဲ့စိတ်ကဖြူစင်ရမယ်ရိုးရှင်းရမယ်ဖြောင်းမှန်မှန်ကန်အကြမ်းဖက်စစ်ကောင်စီတွေကိုတော်လှန်ရေးလုပ်နေတဲ့အခါမှာခရိုနီအာနာရှင်တွေကိုတော်လှန်ရေးလုပ်နေတဲ့အခါမှာသူတို့တက်ပိုပြီးကောင်းမွန်တဲ့စိတ်ထားကိုကျွန်တော်တို့ထားနိုင်ရမှာဖြစ်ပါတယ်သူတို့တက်ပိုပြီးတော့မှကောင်းမွန်တဲ့အတွေးခေါ်ကောင်းမွန်တဲ့ယက်တိချက်ကောင်းမွန်တဲ့ခံယူချက်တွေကျွန်တော်တို့ကထားရမှာဖြစ်ပါတယ်သူတို့တက်တာတဲ့အရာပေါ့သူတို့ကတော့ခင်ညွန့်တော့အကွက်တွေပဲသူတို့ပြန်လုပ်လာတယ်အဲ့တော့နေဆက်တောက်ချောင်းမှာကခင်ညွန့်ရဲ့လူတွေရှိတယ်ကင်းပြည်နယ်နေဆက်မှာလည်းခင်ညွန့်လူတွေရှိတယ်ညောင်မြို့မှာလည်းခင်ညွန့်ရဲ့လူတွေရှိတယ်အဲ့တော့သူတို့တွေကတော့ခင်ညွန့်
နီလန်ချပြီးခဲ့တဲ့အတိုင်းသူတို့တွေကတော့သွေးခွဲတာတွေတချို့လောက်တိုက်တာတွေသူတို့လုံပါပဲအဲ့တော့ကျွန်တော်တို့ကတော့ဒီຢာတွေအားလုံးကိုသတိထားရမယ်ထောင်ချောက်တွေပေါ့နော်ထောင်ချောက်တွေကိုသတိထားပြီးတော့မှတော်လိုင်းလုံနေနေကွာကရင်ပြည်နယ်မှာတော်လိုင်းလုံနေရဆိုလို့ရှိရင်ကရင်ပြည်နယ်ရင်ချင်းမှုတွေအမွေနစ်တွေ traditional တွေကိုများများလေ့လာပါအဲ့ဒါတွေကိုများများပြည်သူလူထုကိုချပြပြီးတော့မှမိတ်ဆက်သွားပါကယားပြည်နယ်မှာကျွန်တော်တို့တွေကတော်လိုင်းလုံနေတယ်ဆိုလို့ရှိရင်လည်းကယားပြည်နယ်နဲ့ပတ်သက်တဲ့ traditional တွေရင်ချင်းမှုတွေအမွေနစ်တွေအစားအသောက်တွေကိုကျွန်တော်တို့မိတ်ဆက်ပြီးသွားပါเนาะဒါမျိုးနောက်ပြီးတော့မှဒီရှမ်းပြည်နယ်မှာကျွန်တော်တို့တော်လိုင်းလုံနေတယ်ဆိုလို့ရှိရင်လည်းရှမ်းပြည်နယ်နဲ့ပတ်သက်တဲ့ traditional တွေရှင်ကျင်းမှုတွေအမွေအနှစ်တွေကိုမိတ်ဆက်ပြီးသွားပါကချင်ပြည်နယ်မှာလည်းထုံနေကောင်းမယ်ရခိုင်ပြည်နယ်မှာလည်းထုံနေကောင်းမယ်အညာဒေသမှာကြားလို့ရှိရင်လည်းအညာသူအညာသားတို့ရဲ့ရှင်ကျင်းမှုအမွေအနှစ်ထလက်ထုံးစံလေးတွေကိုဒါကျွန်တော်တို့အများကြီးဖော်ထုတ်သွားပါအဲ့တော့တော်လိုင်းလုံနေရင်းနဲ့ကျွန်တော်တို့တွေကရှင်ကျင်းမှုအမွေအနှစ်တွေဖလှယ်လို့ရပါတယ်ဘုသူတာအနေနဲ့ပေါ့နော်အဲ့ဒါမျိုးတွေဖလှယ်လို့ရတယ်အဲ့ဒါတွေများများလေးဒါကျွန်တော်တို့ကဖော်ထုတ်သွားရင်းနဲ့ကျွန်တော်ဒီအာနာရှင်ကိုတော်လှန်ဖို့အတွက်ဖြစ်ပါတယ်အဲ့တော့အာနာရှင်ကကျွန်တော်တို့အာနာချက်တွေကိုထောက်ကြည့်နေတာဖြစ်တယ်ကျွန်တော်အာနာချက်တွေကိုထောက်ကြည့်ပြီးတော့မှလွတ်တဲ့နေရာကနေသူတို့တွေကနေပြီးတော့မှဝင်နေရာယူပြီးတော့မှသူတို့တွေကကျွန်တော်တို့တွေကိုထောင်ချောက်ဆင်နေရှိပါတယ်เนาะအထူးသတိထားဖို့ပုံပြီးသတိထားမှာနေဆက်ရေးရဒေတာတွေမှာပုံပြီးသတိထားရမယ်เนาะနေဆက်ရေးရမှာပြီးရင်သူတို့ကိုသူတို့ကတော့သူတို့ကောင်းလို့သူတို့လုပ်တယ်တကယ်ကတော့ဒီပြဿနာပေါင်း16000ကိုသူတို့ကြီးပဲခေါ်ခဲ့တာပြဿနာပေါင်း16000ပါလေသူတို့ကြီးပဲခေါ်ခဲ့တာအခုမြောက်ပိုင်းညီနောင်ကိစ္စတွေမှာဆိုလို့ရှိရင်เนาะဒီမြောက်ပိုင်းညီနောင်ကိစ္စတွေမှာဆိုလို့ရှိရင်လည်းဒီဗိုလ်ချုပ်မှုကြီးတွေနဲ့ပတ်သက်ဆက်နွယ်မှုကိစ္စတွေအများကြီးရှိတယ်အများကြီးရှိတယ်အဲ့ဒါမြန်မာပြည်တွင်းထဲမှာတရားဝင်စစ်ကြည့်လိုက်အကုန်ပေါ်လာမှာအဲ့ဗိုလ်ချုပ်မှုကြီးတွေဘယ်သူတွေပတ်သက်နေတယ်နေပြည်တော်ကဘယ်သူပတ်သက်နေတယ်ဗိုလ်ချုပ်မှုကြီးတွေကဘယ်သူပတ်သက်နေဆိုတော့သူတို့ပေါ်လာတိုင်းပြည်ကဘာတိပေါ်မှာသူတို့ရှက်ကြောက်မှုတွေဖြစ်တဲ့အတွက်ကြောင့်အပွင့်လေးတော့ပြောမှာဆိုသူတို့တရုတ်ပြည်မှာသွားဆက်တယ်။နောက်ကြားပြန်ကိစ္စတွေသူတို့တရုတ်ပြည်မှာသွားဆက်တယ်။အဲ့ဒါတွေဒါကျွန်တော်တို့တွေအကုန်လုံးကသတိထားပါ။ဒီကောင်တွေကအင်မတန်သူတို့ကိုသူတော်ကောင်းဟန်ဆောင်သောသူများဖြစ်တယ်။နော်အဲ့တော့ကျွန်တော်တို့တွေကဒီတော်လိုင်းပြီးလို့ရှိရင်ကရင်ပြည်နယ်မှာတော်လိုင်းပြီးလို့ရှိရင်ကရင်ပြည်သူလူထုလက်ထက်ကျွန်တော်တို့တွေကအားလုံးကပြန်အပ်ခဲ့ရမှာပဲ။နော်နောက်ပြီးတော့မှကျွန်တော်ကယားပြည်နယ်မှာတော်လိုင်းလို့ရှိရင်ကယားပြည်သူလူထုရဲ့လက်ထဲမှာပြန်အပ်ခဲ့ရမှာပဲကချင်ကယားခင်ချစ်ပမာမော်ရခိုင်ရှမ်းပေါ့နော်အားလုံးကိုကြာရနေရမှာဒီလိုပြန်အပ်ခဲ့ရမှာပဲအာနာရှင်ရဲ့စိတ်တွေနဲ့ကျွန်တော်တို့ကအဆုံးသတ်ဖို့မဟုတ်ပါဘူးလို့ကျွန်တော်အနေနဲ့ဒါအကြံပြုချင်ပါတယ်အဲ့တော့အကြံမဲ့စိတ်ကောင်းစီကသူ့ရဲ့နောက်ဆုံးသောအချိန်မှာနေဆက်ရေးရကိုအင်မတန်သူတို့တွေးခွဲနေပါတယ်နော်နေဆက်ရေးရကိုသူတို့အင်မတန်တွေးခွဲနေပါတယ်အဲ့ဒါသတိထားပါနော်အဲ့တော့ဘတ်ပေါင်းစုံစီလုံးမှုအတွက်ညီညွတ်ဖို့အတွက်အင်မတန်သတိထားပါလို့ဒါကျွန်တော်အနေနဲ့အကြံပြုချင်ပါကျွန်တော်တွေးခွဲလို့မဖြစ်ဘူးကျွန်တော်တွေးခွဲရင်အကြံမဲ့စစ်ကောင်စီတွေဘက်ကဟာတွေကဝင်လာမယ်နော်အဲ့တော့ကရင်ပြည်နယ်ဘက်မှာလည်းခင်းညွန့်လုံးကပုံစံလုံးကလို့မျိုးတွေးခွဲခဲ့တာနော်နောက်ဆုံးဒီအကြမ်းဖက်စစ်ကောင်စီကအဲ့လိုသူကတွေးခွဲပြီးတော့မှအဲ့ဒီပြည်နယ်ကနေသူကကုန်သွေးဆုပ်တာအပြစ်အခက်ရက်စဲစီခြင်းနဲ့ဆိုရင်ရှင်းလေးပဲပြည်နယ်တိုင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတက်ကလူတွေအားလုံးကအကုန်ပြတ်ဆုပ်အဲ့ဒါအစ်စ်ကရင်ပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့တက်တွေဆွဲထားသလားအကုန်လုံးတက်ပြန်ဆုပ်သွားဘာဖြစ်လို့လဲကရင်ပြည်နယ်မှာကရင်အမျိုးသားရေးတက်ရင်တက်ဖွဲ့တွေရှိသလိုနောက်ပြီးတော့မှကရင်ပြည်နယ်မှာတကယ်ကိုအုပ်ချုပ်နိုင်တဲ့လူတွေရှိတယ်နိုင်ငံတကာနဲ့ဆက်ဆံနိုင်တဲ့လူတွေရှိတယ်ကုန်သည်များအသင်းတွေနဲ့လည်းဆက်ဆံနိုင်ငံတကာကုန်သည်ကြီးများအသင်းတွေနဲ့လည်းဆက်ဆံတတ်တဲ့ပညာရှင်တွေအများကြီးရှိတယ်နော်အများကြီးရှိတယ်နေစိတ်ရမှာတော့ရှုံးမတွက်နဲ့ဒါပြောပြတာအဲ့တော့ကိုပြည်နယ်နဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုပြည်နယ်မှာရှိနေတဲ့လူငယ်တွေမျိုးဆက်တွေကိုပခုံးပြောင်းတောင်းဝန်တွဲပြောင်းမှုအတွက်လောက်ရမယ်ကာလလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးတွေနောက်လူငယ်မျိုးဆက်တွေနော်ပြည်နယ်မှာဆိုကရင်မျိုးဆက်လူငယ်တွေကိုနေရာပေးဖို့အတွက်အင်မတန်အရေးကြီးတယ်လို့တိုင်းနယ်ပြည်နယ်14ခုမှာလည်းနော်ကိုယ့်ရဲ့မျိုးဆက်တွေအားလုံးနေရာပေးဖို့အရေးကြီးပါတယ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီတွေနဲ့ပူးပေါင်းခဲ့တဲ့လူတွေကိုတော့နေရာသွားမပေးမိပါစေနဲ့နော်အကြမ်းဖက်စစ်ကောင်စီတွေနဲ့ဟာလားပူးပေါင်းပြီးတော့မှစီးပွားရှာစားမယ်ဟိုကပြန်လုပ်မယ်အဲ့လိုလူမျိုးတွေသွားမလုံးနဲ့သွားဖားမယ်ဗျာနော်မြှောက်ပင့်ပေးမယ်ဗျာနော်အဲ့လိုမျိုးတွေနဲ့တို့တွေကပြီးအကြမ်းဖက်စစ်ကောင်စီတွေနဲ့လှုပ်ခဲ့တဲ့အရာပြည်နယ်ပြတ်ခဲ့တယ်လीဟုတ်တယ်မလားပြည်နယ်စီလုံးညီညွတ်မှုတွေပြတ်ခဲ့တယ်ပြည်နယ်ရက်တီရေးတွေပြတ်ခဲ့တယ်ပြည်နယ်ရဲ့ဥတီချက်တွေပျောက်ခဲ့တယ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုအဓိကတော့ရှောင်ပါလို့
ကျွန်တော်တို့ကအကြံပြုချင်ပါတယ်အဲ့တော့အတွေးခေါ်တဲ့အမြင်သစ်တွေနဲ့အတူခရီးဆက်ပါအထူးသတိထားပါနေဆက်ကြီးရမှန်တာများနေဆက်ကြီးရနဲ့ပတ်သက်တဲ့ပြည်နယ်တွေနဲ့ဒါလည်းသက်ဆိုင်ပါတယ်နော်သက်ဆိုင်ပါတယ်အဲ့ဒါကိုတရားဝင်မချပြပဲနဲ့အကြမ်းဖက်စစ်ကောင်စီစီတွေကအရန်လဲတယ်ဒီလားတော့လူမျိုးကြီးသူမိုင်းတိုက်တယ်ဘာသာရေးမိုင်းတိုက်တယ်အဲ့ဒီနောက်ကိုလုံးဝမလိုက်သွားပါနဲ့လို့ဒါကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်သူတို့ကအရန်ရေးတတ်တယ်အဲ့ဒီဝါဒမိုင်းတွေအကြမ်းဖက်စစ်ကောင်စီတွေဘက်ကနေပြီးမှဒီခင်ညွန့်ရဲ့တပည့်တွေပို့ဆိုးတယ်စာအုပ်တေးသေးကြစီပြီးတော့သူတို့ရေးတတ်တယ်စကလုံးကိုတေးသေးကြစီပြီးတော့မှဖွဲနေပြီးသူတို့ရေးတတ်တယ်နော်ဘာသာရေးနဲ့ဘယ်လိုမျိုးသူ့ပွဲရမလဲနော်နောက်ပြီးတော့မှအမျိုးမျိုးသူတို့စကလုံးတွေစီပြီးတော့မှသူ့ခွဲတတ်တယ်အဲ့ဒါကိုတတိထားအဲ့ဒါကိုတတိထားဖို့အတွက်ဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ကသူများပြည်နယ်အရေးကိုနော်ကျွန်တော်တို့ကတခြားတိုင်းသားဆိုလို့ရှိရင်ကင်ပြည်နယ်အရေးကိုကျွန်တော်တို့ကအရင်ကျွန်တော်တို့တွေကသူတို့လူမျိုးရေးကိစ္စတွေမှာသွားပြီးတော့မှကျွန်တော်တို့ကပြောဆိုပိုင်ခွင့်မရှိဘူးလေဘလို့ဖြစ်တဲ့တယ်လဲဆိုတော့ပဲကျွန်တော်တို့ကထောက်ပြရမှာပဲရှိတယ်လေဘလို့ဖြစ်တဲ့တယ်လဲဘာတွေလုပ်တဲ့တယ်လဲဒီရပဲကျန်တဲ့လူတင်မြောက်တာကြတော့ကင်ပြည်သူလူထုသူတို့ရွေးချယ်မှုတွေနဲ့ပဲစိုက်တယ်အဲ့ဒါကိုအတင်းတက်မှဟိုလူကတင့်ပါတယ်ဒီလူကတင့်ပါကျွန်တော်သွားလို့မရဒါတွေလည်းဒါကျွန်တော်တို့ကသတိထားရမယ်အရာတခုအဲ့တော့အကြမ်းဖက်စစ်ကောင်စီတွေဘက်ကလူတွေကဘယ်လောက်ထိသူတို့တွေကနေရာပြောက်မှာအရန်ကြောက်လဲဆိုတော့ဟိုလူကတင့်ပါတယ်ဒီလူကတင့်ပါဆိုဇွတ်ကိုသူတို့တွေကရေးထားတာတော့တို့ရတယ်သူတို့ဘုံပြောက်မှာကြောက်ပြီးတော့သူတို့ရေးလာတာဝါဒဖြန့်လာတာဒါကျွန်တော်တို့ကတော့တွေ့လာတယ်အော်လို့လူငယ်တွေ generation C တွေမျိုးဆက်သစ်တွေကဘာယာတူးမှလည်းမမှတ်မဟုတ်ဘူးเนาะဘယ်နေရာမှလည်းမလိုချင်ဘူးပြည်သူလူထုအတွက်အမှန်တရားပေါ်ရင်သာရပြီဆိုပြီးတော့မှတော်လိုင်းလုပ်နေကြတာလက်နက်ကင်နေကြတာလို့เนาะဒီအာဏာရှင်တွေဘက်ကလူတွေကြတော့သူတို့နေရာပြောက်သွားမှသူတို့အရန်ကြောက်တယ်သူတို့ရှိနေတဲ့နေရာလေးတွေလွင့်သွားမှသူတို့ကြောက်ပြီးတော့မှအတင်းအတက်မှသူတို့เนาะမြောက်ပင့်ထိုးကော်တွေသူတို့လှုပ်ပြီးတော့မှသူခွဲတဲ့စနစ်တွေသူတို့အဓိကသုံးလာတယ်ဘာသာရေးနဲ့မိုင်းတိုက်လာတာတွေကိုတွေ့ရတယ်လူမျိုးကြီးနဲ့မိုင်းတိုက်လာတာကိုဒါကျွန်တော်တို့တွေ့ရတယ်အဲ့တော့အဲ့ဒီအချက်လက်တွေကိုဒါကျွန်တော်တို့တွေကအထူးသတိထားဖို့အတွက်အင်မတန်သတိထားမှာဖြစ်ပါတယ်နောက်ပြီးတော့မှဒီကျွန်တော်တို့ PDF တွေပဲဖြစ်ဖြစ် EUF တွေပဲဖြစ်ဖြစ်เนาะတိုင်းသားကာကွယ်တပ်တွေပဲဖြစ်ဖြစ်နောက် local PDF တွေပဲဖြစ်ကျွန်တော်တို့တွေကအားလုံးကြီးစားမဟုတ်ဘူးเนาะကြီးစားမဟုတ်ဘူးအဲ့တော့ဂျမ်မတ်စစ်ကောင်စီကသူ့ရဲ့လက်ထက်မှာငွေထုတ်ဆက်ကြီးရှိတယ်လေငွေထုတ်ဆက်ကြီးရှိတယ်ဆိုတော့ तू ကအမျိုးမျိုး तू ကလှုပ်လို့ရတယ်ဗျာဒါအမှန်တိုင်းပြောပြမယ် तू အမျိုးမျိုးငွေနဲ့ကင်ပေါက်လို့ရတယ်ဗျာเนาะ तू အမှုပညာရှင်တွေလည်း तू ငွေနဲ့ကင်ပေါက်ထားတာအများကြီးပဲတချို့အမှုပညာရှင်တွေငွေနဲ့ပြီးပြီးတော့မှလှုပ်လို့မရဘူးအမှန်တရားတော့မပြောရဲတဲ့လူတွေအများကြီးရှိတယ်နောက်တချို့ပြည်နယ်အရေးကိစ္စတွေမှာလည်းအဲ့လိုပဲအကြမ်းဖက်စစ်ကောင်စီငွေနဲ့ကင်ပေါက်ထားတဲ့လူတွေရှိတယ်ဘာမှဟလို့မရဘူးဒါပေမဲ့ကျွန်တော်ပြမယ်ငွေနဲ့ကင်ပေါက်လို့မရတဲ့အထက်မှာမျိုးဆက်သစ်တွေ generation C တွေ PDF တွေ local PDF တွေပါတယ်เนาะဒိုင်းနာကာကွယ်ရေးအဖွဲ့တွေပါတယ်အဲ့တော့မျိုးဆက်သစ်တွေကเนาะဒီအကြမ်းဖက်စစ်ကောင်စီရဲ့မြောက်ပင်ထိုးကော်နောက်တွေကိုမလိုက်ပါနဲ့ပြည်သူရဲ့မျက်နှာကိုပဲကြည့်ပါဒါ theory ပဲเนาะကရင်ပြည်နယ်မှာပဲပြဿနာပဲဖြစ်ဖြစ်ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ်တိုင်းနယ်ပြည်နယ်14ခုလုံးဘယ်နေရာမှာပဲဖြစ်တဲ့နေရာမှာအဲ့ဒီပြည်နယ်မှာရှိနေတဲ့ပြည်သူလူထုရဲ့မျက်နှာကိုဒါလည်းကြည့်ပါသူတို့ဘာဖြစ်စေချင်တာလဲဘာလုပ်ဖြစ်စေချင်တာလဲဘယ်အရာပေါ်မှာယက်တည်စေချင်တာလဲပြီးတော့မှပြည်နယ်အဆင့်မှာရွေးကောက်ပွဲသူကလည်းသူတည်တံ့သွားလိမ့်မယ်အကြမ်းဖက်စစ်ကောင်စီကလာပြီးဥဆောင်ကြမလို့ကရင်ပြည်နယ်မှာကရင်ပြည်နယ်သူကလည်းသူရွေးကောက်ပွဲသူကလည်းသူရှိလိမ့်မယ်အကြမ်းဖက်စစ်ကောင်စီဝင်စွတ်ဖက်စရာဘာအကြောင်းမှမရှိဘူးအကြမ်းဖက်စစ်ကောင်စီဘက်ကလောကမှာတခုပဲရှိတယ်ခင်ဗျားတို့နဲ့နိုင်ငံရေးလုံးဝမသက်ဆိုင်ဘူးခင်ဗျားတို့နဲ့ပြည်နယ်ရေးမသက်ဆိုင်ဘူးခင်ဗျားတို့နဲ့နယ်စပ်ရေးရေးလုံးဝမသက်ဆိုင်ဘူးဒါအရှင်းဆုံးပြောပြတာရှက်တဲ့လဲသိလို့ရတယ်လူငယ်တွေကတော်လိုင်းလောက်လာတဲ့အခါမှာเนาะနိုင်ငံလောက်လာတဲ့အခါမှာတစ်နှစ်ပီတီတစ်နှစ်လူငယ်တွေကအတွေးခေါ်တွေကမြင့်လာတယ်စဉ်းစားတွေးခေါ်မှုကမြင့်လာတယ်เนาะစဉ်းစားတွေးခေါ်မှုမြင့်လာတယ်လူငယ်တွေကခံနိုင်ရှိတယ်เนาะပြည်နယ်ရေးမှာလည်းခံနိုင်ရှိတယ်နယ်စပ်ရေးရမှာလည်းခံနိုင်ရှိတယ်နောက်အလဲပိုင်းတိုင်းကိစ္စတွေမှာလည်းခံနိုင်ရှိတယ်လူငယ်တွေက up to date ကိုအုံနောက်တွေကလည်းနားလည်ပေးနိုင်မှုစွမ်းအားတယ်မြင့်တက်ပြီးအကြမ်းဖက်စစ်ကောင်စီတွေဘက်ကလူတွေကြတော့နေရာပြောင်းမှာအသေးကြောက်နေရာပြောင်းမှာအသေးကြောက်เนาะသူတို့ကိုယ်တိုင်ကနေရာပြောင်းမှာအသေးကြောက်အဲ့ဒီသူတို့အခုယူထားတဲ့နေရာတွေကလည်းဟိုလူယူထားတဲ့နေရာတွေပဲအခုဒါမင်းအောင်လိုက်ပဲကြည့်ဗျာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်သူဒီပုံကံပြီးတော့မှတမရာကြီးဦးဝင်းမြင့်တို့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တို့တမရာကြီးဦးဝင်းမြင့်တို့
ပြည်သူလူထုရွေးချယ်ထားတဲ့လူတွေအားလုံးသူပုံကံပြီးသူအာဏာသိမ်းထားတာပဲသူကတတိကိုမမှန်တာတတိမမှန်မဲနဲ့သူတို့ကအာဏာသိမ်းထားတဲ့ကောင်အဲ့တော့အဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ဆန်းရွယ်သူ့ကိုထောက်ခံတဲ့သူတွေအားလုံးကလည်းကင်းပြည်နယ်မှာလည်းတတိမှန်မှာမဟုတ်ဘူးနော်ကရင်ချင်းဗမာမော်ရခိုင်ရှက်တိုင်းနဲ့ပြည်နယ်14ခုမှာလည်းတတိမှန်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကတတိထားဖို့သူတို့ရဲ့တတိမမှန်တဲ့စိုက်ဝါးတွေအတွေးခေါ်တွေအယူအဆတွေအဲ့ဒီအောက်မှာကျွန်တော်တို့ကမရောက်ဖို့အတွက်အရေးကြီးတယ်အဲ့ဒါကျွန်တော်တို့ရဲ့ news တွေကအတွေးခေါ်လည်းတတ်တယ်အမြင်လည်းတတ်တယ်အားလုံးကပုံမှန်နေရာရောက်သွားပြီဟေးဆိုလို့ရှိရင်ကင်ပြည်နယ်ကင်လူမျိုးတိုင်းလူမျိုးနွယ်တွေရဲ့လူခွင့်ရေးအပြည့်အဝရပြီးတော့မှတော့သူတို့ရွေးကောက်ပွဲလုပ်ပြီးတော့မှသူတို့ကသူတို့သွားမယ်အဆင့်မျိုးတွေဖြစ်လေပိုကောင်းလေးပဲနောက်ကယားပြည်နယ်ဆိုလဲထုံနေကောင်းမယ်ကချင်ပြည်နယ်ဆိုလဲထုံနေကောင်းမယ်အလဲပိုင်းတိုင်းစကိုင်းတိုင်းမကွေးတိုင်းနော်ရန်ကုန်တိုင်းပဲခူးတိုင်းဒီအတိုင်းပဲဒီအတိုင်းပဲပြည်သူလက်မခံတဲ့အရာကိုအတင်းအတ္တမကြီးဒါကျွန်တော်တို့တွေကဇွတ်အတင်းတိုးနေတာတွေကရှက်စရာအကြမ်းမဲ့စစ်ကောင်တွေကဒါပြည်သူလူထုကလက်မခံပဲနဲ့သူဇွတ်အတင်းတိုးတာနော်မလိုအပ်ပဲနဲ့အောက်ခြေမှာရှိနေတဲ့ဟိုပါလဲအတွေးခေါ်ညံဖြက်စီးခံရတဲ့တက်မတော်သားတွေအများကြီးသေသွားတယ်အများကြီးသေသွားတယ်နော်အများကြီးသေသွားတယ်နော်သူတို့မဟုတ်မဟန်လုပ်တဲ့အရာတွေအများကြီးသေသွားတယ်ပြီးတော့သူတို့ကနောက်ဆုံးကျတော့သူတို့ကောင်းဆန်ပြီးတော့မှပါလေသူတို့ကိုသူတို့ကောင်းပေါ့သူတို့ကိုသူတို့လူကြီးဆန်တယ်ပေါ့သူတို့တော့လာတရားမစင်နဲ့လာဆွေးနွေးကြမယ်တိုင်ပင်ကြမယ်စပွဲခုံပေါ်တက်ကြမယ်နိုးပါခင်ဗျားတို့တွေဒီပြည်သူတရားစင်ရင်ခင်ဗျားတို့တက်ရတယ်ပြည်နယ်မှာခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီဘာကျူးလွန်ထားသလဲနော်ကယားပြည်နယ်မှာခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီဘာကျူးလွန်ထားသလဲကချင်ပြည်နယ်မှာခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီဘာကျူးလွန်ထားသလဲနော်ခင်ဗျားတို့ဒီဒါတွေရင်ဆိုင်ရလိုက်မယ်နော်ခင်ဗျားတို့ရင်ဆိုင်ရလိုက်မယ်ကချင်ကယားချင်းဗမာလုံကန်ရှမ်းတိုင်းနယ်ပြည်နယ်14ခုပေါ်မှာခင်ဗျားတို့တွေဒီဘာတွေရုံမှထားသလဲစီရေးမှာတော့လကောင်းနိုင်ငံရေးမှာတော့လကောင်းနော်ခင်ဗျားတို့ရုံမှထားတဲ့အရာတွေစီးပွားရေးမှာတော့လကောင်းခင်ဗျားတို့အကုန်ရှင်းရလိုက်ဒီပွဲကရှင်းရလိုက်ခင်ဗျားတို့ဘာကျူးလွန်ထားသလဲမဲအဲ့ဒါတွေကြတော့ခင်ဗျားတို့ကမရှင်းကျင်ပဲနဲ့သူတော်ကောင်းဆိုင်ရင်နဲ့ခင်ဗျားတို့ကလာပြီးတော့မှခင်ဗျားတို့နဲ့လာပူပေါင်းပါတို့ဘာတို့ညာတို့ no ပါခင်ဗျားတို့ပူပေါင်းကြပါအကြောင်းမှမရှိဘူးခင်ဗျားတို့ကနိုင်ငံရေးထောက်ဖို့ထွက်ရပြည်နယ်ရေးမှာလည်းခင်ဗျားတို့နဲ့မသက်ဆိုင်ဘူးဗိုလ်ချုပ်အောင်ဆန်းကပြည်နယ်အရေးမှာပါဝင်စုဖက်ပါလို့မမှန်ခဲ့ဘူးဗိုလ်ချုပ်အောင်ဆန်းကလေနော်ဗိုလ်ချုပ်အောင်ဆန်းကချင်းပြည်နယ်အရေးမှာဝင်ရောက်စုဖက်ပါလို့မမှန်ခဲ့ဘူးနော်ဗိုလ်ချုပ်အောင်ဆန်းကချင်ပြည်နယ်အရေးမှာဝင်ရောက်စုဖက်ပါလို့မမှန်ခဲ့ဘူးဗိုလ်ချုပ်အောင်ဆန်းရှမ်းပြည်နယ်အရေးတွေမှာဝင်ရောက်စုဖက်ပါလို့မမှာခဲ့ဘူးဗိုလ်ချုပ်အောင်ဆန်းကတနင်္သာရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအလဲပိုင်းတိုင်းစကိုင်းတိုင်းအရေးတွေမှာဝင်ရောက်စုဖက်ပါလို့ဗိုလ်ချုပ်အောင်ဆန်းမမှာခဲ့ဘူးနော်ခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီကနော်နေဝင်ကနေစပြီးတန်းရွှေနော်နောက်ပြီးတော့မှတိမ့်စေပြီးတော့အဲ့ဒီကနေမှတစ်ဆင့်ခင်ဗျားတို့အခုတတိမမှန်နဲ့မရောက်လိုင်းတီကိုခင်ဗျားတို့ပါလီယံငပိချက်လုံတော့နော်ခင်ဗျားတို့လုံတော့ပြီးလို့ရှိရင်ပေါက်လုတ်ပဲသားတွေနော်ခင်ဗျားတို့တွေကရက်တန့်ရပ်ပါနော်ခင်ဗျားတို့တွေဒီရှုံးနေတာအတိတိုင်းနော်လေနဲ့လာချတဲ့အရာကိုခင်ဗျားတို့ကသူတော်ကောင်းစမ်းနေနဲ့ခင်ဗျားတို့ကင်းပြည်နယ်မှာမကျေနပ်လို့ရှိရင်ကင်းပြည်နယ်နဲ့ခင်ဗျားတို့လက်ဝဲအရင်ထိုးကြည့်လားဟုတ်ပြီလားလက်ဝဲအရင်ထိုးကြည့်လားနော်တိကနဲ့ဆိုလို့ရှိရင်ပေါင်9ပုံနဲ့လာချမယ်တိကနဲ့ဆိုလို့ရှိရင်ပေါင်9ပုံနဲ့လာချမယ်အဲ့ဒါကအရေးချင်းရှိတဲ့လူတွေလောက်တဲ့လောက်ရမဟုတ်ဘူးအရေးချင်းမရှိတဲ့လူတွေခင်ဗျားတို့ကရင်လူမျိုးတွေတွေကိုခင်ဗျားတို့ကြောက်လို့ပေါင်9ပုံလာချတယ်ခင်ဗျားတို့တဝဲဗိတ်တဝဲမှာရှိနေတဲ့လူတွေကိုခင်ဗျားတို့ကြောက်လို့ပေါင်9ပုံလာချတယ်နော်ခင်ဗျားတို့ရခိုင်လူမျိုးတွေကိုကြောက်လို့ပေါင်9ပုံနဲ့သွားချတယ်ခင်ဗျားတို့ကချင်လူမျိုးတွေကိုကြောက်လို့ခင်ဗျားတို့ပေါင်9ပုံနဲ့သွားချတယ်နော်ခင်ဗျားတို့ရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းလူတွေကိုကြောက်လို့ခင်ဗျားတို့ပေါင်9ပုံနဲ့သွားချနေတယ်အလဲပိုင်းတိုင်းမှာလည်းခင်ဗျားတို့အညာသူအညာသားတွေကိုခင်ဗျားတို့ကြောက်လို့ပေါင်9ပုံနဲ့သွားချနေတယ်ခင်ဗျားတို့ဒီပေါင်9ပုံနဲ့သွားချတာခင်ဗျားတို့တတိပြနေတာမဟုတ်ဘူးတူရတတိတွေပါနေရှောက်ပြီးဘွဲတွေပါနေမဟုတ်တော့ကရှောက်ပြီးနေတာတွေအားလုံးလွဲမားတယ်လို့ဒါကျွန်တော်တို့အနေနဲ့ထောက်ပြခြင်းတယ်လွဲမားနေတယ်เนาะအဲ့တော့ခင်ဗျားတို့တွေဒီအဲ့ဒါတတိတော်ထားပါเนาะခင်ဗျားတို့ဒီပေါင်9ပုံချပြတိုင်းပြီးလို့ရှိရင်ခင်ဗျားတို့ဟိုတူရဘွဲပေးဒီတူရဘွဲပေးပေါက်ပြ80ဘွဲတွေရှောက်ပေးကျွန်တော်မျိုးဆက်တစ်တရားလေးအခုဒီຫນွေဥတော်နိုင်ပေါ်လာတဲ့အခါမှာမျက်စိပွင့်နားပွင့်ဖြစ်သွားတယ်ခင်ဗျားတို့စစ်ဗိုလ်ချုပ်တွေပခုံးပေါ်မှာတင်ထားတဲ့လာချမ်းတွေလာစုပ်တွေလာကွယ်တွေကနော်ဒီရတွေအားလုံးကနေမြန်မာပြည်သူပြည်သားတွေကိုတတ်ဖြတ်ပြီးတော့မှခင်ဗျားတို့ရတာ
တိတ်ယုံမို့ကောင်းနော်ခင်ဗျားတို့ဟာလားကင်းပြည်နယ်မှာဆိုလို့ရှိရင်ခင်ဗျားတို့ကင်းလူမျိုးနွယ်တွေကိုဘယ်လောက်ထိခင်ဗျားတို့မနှိမ့်ကျင့်ပြီးပြီလဲဘယ်လောက်ထိတက်ဖြတ်ပြီးပြီလဲအဲ့ဒီအပေါ်မှာခင်ဗျားတို့ဒူရာပွဲတွေရှောက်ပြီးနေတယ်နော်ရှမ်းပြည်နယ်မှာလည်းတုံလီကောင်းမှာခင်ဗျားတို့တွေဒီလားရှမ်းပြည်နယ်မှာလည်းခင်ဗျားတို့ဘယ်လောက်ထိဘုံကျဲပြီးပြီလဲဘယ်လောက်ထိလုပ်ပြီးလဲဘယ်လောက်ထိအနိုင်ကျင့်ပြီးလဲပြီးလို့ရှိရင်ခင်ဗျားတို့ဒူရာပွဲတွေရှောက်ပြီးကချင်းပြည်နယ်မှာလည်းတုံလီကောင်းမယ်နော်ရွာတွေမီးရှို့နော်ဟိုနေရာတွေဘုံကျဲဒီနေရာတွေဘုံကျဲပြီးရင်ပြည်သူလူထုတက်အကောလုံးပြီးရင်အမျိုးသားကချင်အမျိုးသားရေးရှောက်တက်ပြီးတော့ခင်ဗျားတို့ဒီဟိုဘွဲ့ပြီးဒီဘွဲ့ပြီးရှောက်ဘွဲ့ no အဲ့ဒါကမလုတ်တဲ့မလုတ်ထိုက်တဲ့အရာတွေဖြစ်တယ်အညာမီမှာဆိုလဲခင်ဗျားတို့ဒီຫນွေဥတော်လိုင်းမှာလုတ်ခဲ့တာခေါင်းတွေဖြက်ခြေတွေဖြက်နော်ပေါင်တွေဖြက်နော်ဟောပြင်အဲ့လိုမျိုးတွေနဲ့ခင်ဗျားတို့ဘလူးစစ်ကြောင်းတွေပါတယ်ခင်ဗျားတို့လုတ်လိုက်ပါသေးတယ်ဗျာခင်ဗျားတို့လူမဆန်တဲ့လုတ်ရက်တွေနဲ့ခင်ဗျားတို့လုတ်ခဲ့ပြီးတော့မှဟိုဘွဲ့ပြီးလိုက်ဒီဘွဲ့ပြီးရှောက်လုတ်အဲ့ဒါတွေအားလုံးကခင်ဗျားတို့ပြည်သူလူထုကိုအုံနောက်ဖြစ်စီတာခင်ဗျားတို့ရဲ့အဖွဲ့ခင်ဗျားတို့ရဲ့တက်မတော်ရဲ့ဂုံတိတ်ခါတွေကိုလည်းခင်ဗျားတို့ကိုယ်တိုင်ပဲဖြစ်စီတာဖြစ်တယ်ပညာဆိုတာတဲ့သုံးတက်ရင်ကောင်းတယ်မသုံးတက်ရင်အဲ့ပညာခင်ဗျားတို့ပြန်လုပ်လာပြီးမှဖြစ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်အဲ့တော့ဒီလိုမျိုးကျွန်တော်ပြောပြခဲ့ပြီးသွားပြီးပြီခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီဒီနိုင်ငံရေးလောကထွက်ဖို့ထွားရမှာဖြစ်ပါတယ်နော်ထွက်ဖို့ထွားရမှာဖြစ်ပါတယ်နော်အရှက်မဲ့ပြီးကုတ်ဖဲ့ပြီးတော့မှခင်ဗျားတို့မနေပါနဲ့အမြန်ဆုံးထွက်ပါဒီနေ့ထွက်ရင်ဒီနေ့မြန်မာပြည်အေးချမ်းမယ်ဒီနေ့ခင်ဗျားတို့နိုင်ငံရေးလောကနော်နေဆက်ရလောကခင်ဗျားတို့ဒီနေ့ထွက်လို့ရှိရင်နေဆက်အေးချမ်းမယ်အရာရာအေးချမ်းမယ်ဟာလားနေဆက်ရလုံးမျိုးကြီးလည်းမစိုးရိမ်နဲ့ခင်ဗျားတို့အခုနေဆက်ရမှာလည်းခင်ဗျားတို့ကြီးပဲလက်စားတယ်ခင်ဗျားတို့ကြီးပဲလောက်ထားတဲ့ကိစ္စတွေရှိတယ်ဘယုတ်ဒုက္ခတွေနော်ဘယုတ်ဒုက္ခတွေနော်အဲ့ဒါတွေဒါကျွန်တော်ပြောပြချင်ပါတယ်နော်ခင်ဗျားတို့တွေကတကယ်တိုင်းသားတွေပေါ်မှာမြေပြန့်ဒေသတွေပေါ်မှာစစ်မှန်တဲ့ချစ်ချင်းမြတ်တာမရှိတဲ့အရာတွေအဲ့တော့ခင်ဗျားတို့တွေဒီနိုင်ငံလောကအမြဲဆုံးထွက်ပါလို့ပြောချင်ပါတယ်နော်ထွက်ပါမထွက်သေးရတော့ခင်ဗျားတို့ဒီပြဿနာတွေတက်နေအောင်ပါပဲနော်ကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲ